သူများစက်ရုံနေသူများအလုပ်ဆိုင်တွေကတော့အလုပ်ကောင်းလာမမင်းနဲ့ကျိုးဒါငါတို့အလုပ်ဆိုင်တယ်ပိတ်ချက်ကတော့လန်ထွက်နေတာအော်သမီးလေးစားလိုက်တို့ထဲပြန်ဆင်းလိုက်ဒီလာတော့ဘာပြောပြောရင်းနေထမင်းပဲအလောက်ကတလောက်ပိတ်ကိုရီးယားရောက်နေဆိုထင်မချင်းနဲ့နေရတော်ထဲမှာဟုတ်တော့တော်ထဲမှာတွေ့လားနောက်မှတော်ပဲရှိရောအဆောင်မရောက်ဒူမှမရှိဘူးအဆောင်ရဲ့ငါရဲ့နောက်ကတစ်တော်ရဲ့ဒါပဲရှိတယ်ရင်းစရာတော့ကောင်းတယ်အကုန်လုံးပြန်ကုန်ပြီငါတယောက်ပဲကျန်တော့တစ်ဆိုင်တော့ဘုမအဲ့ခါကျပြန်တော့မှာဒီဘက်ပေးကြည့်လိုက်တော့ကားလမ်းလာလာတော်တော်ကောင်းမှာဒီမှာတိတ်မကြမ်းတော့ရက်ကလည်းနည်းနည်းပဲကြမ်းပါကြည့်ဦးမမကြီးလည်းကြည့်လိုက်အောင်ဒါကိုရီးယားရောက်နေတာနော်ရွာရောက်နေမှာကြည့်ဦးပိတ်ရှိကြတော့မိုက်တယ်တော်တော်ပိတ်တာလောက်ကအဆောင်ပင်းသားကြပါကြည့်အောင်ဆိုကြည့်လိုက်အောင်အဆောင်ပင်းသားကြကာကြီးရေးဆိုင်တာစိုက်ခဲဘာမှမရှိဘူးဟိုးဘက်ကြီးဟိုးဘက်ထဲမှာကြတော့တိုးချန်နေကြက်ချန်နေဒါပဲရှိတယ်ဟိုးနောက်တောင်ရဲ့နောက်ထဲမှာတော့သူတို့ကိုရီးယားစစ်သားတွေလေ့ကျင့်တဲ့စက်ပစ်ကွင်းရှိတယ်ခုတော့တန်မကြအောင်ပြီးခဲ့လာတော့တန်ကြတယ်တိုးရဲမှာပါလို့နော်တော်ကိုပြင်းတာကောင်းအဆောင်ရဲငါရဲဟုတ်လောက်ကတောင်တန်းရဲဒါပဲရှိရခုလောစင်တော့လောက်ကတိတ်ပိတ်ပါဦးကျတော့စိတ်ပစ္စည်းကောင်းကိုကပြီးကနာနေမှာတိခတ်နေနေရအာပြင်းစရာတော်တော်ကောင်းပါတယ်ဒီအဆောင်မှာလည်းဘယ်သူမှမရှိဘူးတဲ6တော့မှအဆောင်ကခိုင်းကြမှာရဝစားလဲပြီးဒီဘက်သွားကြည့်အောင်ဘာရှိလဲမသိလမ်းလေးလျှောက်ပြီးဟုတ်တောင်ဘက်မှာမိုးရွာမလားမသိဘူးဒါသူကကြီးရန်ဆိုင်နှမ်းရွက်လို့ခေါ်တာကိုရမကြိုက်ပါသူကစားလို့ကောင်းတယ်တဲ့ကိုတော့စားကုန်မရဘူးဘာစားမှမသိဘူးဒီကောင်တွေကသူတို့မေးတဲ့အချင်းအကုန်လုံးသူတို့ဘာစားမချိဆောဆိုရည်ပဲဟုတ်ပါမဘာမှမရှိဘူးမောင်မဲလို့မသိရင်ကိုအညာပြန်ရောက်နေတဲ့အတိုင်းပဲနားတော့အေးပါ